တေချင်းတရားတဲ့ပိုခိုင်မြဲတဲ့တန်ရောစင်ကိုမိတ်ဆွေတို့မြင်ဘူးပါသလားအခုမြင်နေရတာကတော့အေယာမစပါအုံငွေကြီးရဲ့ရစ်ပတ်မှုအောက်မှာအသက်ပြောက်သွားခဲ့ရတဲ့ဘာဘုံမြောက်မလေးဆိုင်ဘေးရီးယားပါတအုပ်စုလုံးကကြောက်လန့်တကြားနဲ့ဆွန့်ပစ်သွားကြပေမဲ့အသက်အန္တရာယ်ကိုဂရုမစိုက်ဘဲကြံရစ်ခဲ့တဲ့မြောက်ထီးတစ်ကောင်ရှိပါတယ်သူကတော့ဘာကာရီပါဘာလို့ဘာကာရီကဒီလောက်ထိအသက်ဆုံးခဲ့တာလဲလွန်ခဲ့တဲ့တရက်ကဘာကာရီဟာအုပ်စုကောင်းဆောင်နဲ့ရန်ဖြစ်ပြီးဒဏ်ရာတွေနဲ့အနှင်ထုတ်ခံခဲ့ရပါတယ်အားလုံးကကြောခိုင်းသွားချိန်မှာဆိုင်ဘေးရီးယားတယောက်တည်းကသာသူ့ဘေးမှာရှိနေပေးပြီးဒဏ်ရာတွေကိုကုသပေးခဲ့တာပါသူမဟာဘာကာရီအတွက်တော့တူးလေးသောအားကိုးရာတငယ်ချင်းကောင်းပေါ့အခုတော့သူ့ကျေးဇူးရှင်တငယ်ချင်းဟာငွေကြီးရဲ့အစာဖြစ်သွားပါပြီဘာကာရီဟာငွေပွေတဲကနေဆိုင်ဘေးရီးယားကိုဆွဲထုတ်ဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ပေမဲ့တဘာဝတရားကိုသူမလွန်ဆန်နိုင်ခဲ့ဘူးကိုအားမလို့အားမရဖြစ်ပြီးငိုကြွေးနေတဲ့ဘာကာရီတယောက်တစ်ပင်ပေါ်ကမျက်လုံးလေးတစ်စုံကိုတတိထားမိလိုက်တဲ့အခါမှာတော့သူ့ဘဝရဲ့ဆုံးဖြတ်ချက်ကပြောင်းလဲသွားပါတယ်အဲ့ဒါကတော့မိခင်မဲ့သွားတဲ့ဆိုင်ဘေးရီးယားရဲ့ကလေးလေးပါဘာကာရီဟာသူ့တငယ်ချင်းအတွက်နောက်ဆုံးပေးဆက်မှုအဖြစ်ဒီကလေးကိုဖခင်တယောက်လိုပြုစုဖို့ဆုံးဖြတ်လိုက်ပါပြီးတငယ်ချင်းရဲ့ကလေးကိုကြောပိုးပြီးတောနက်ထဲလှမ်းထွက်သွားတဲ့ဘာကာရီရဲ့မေတ္တာတရားဟာတေချင်းတရားကိုတော့အနိုင်ယူသွားခဲ့တာပါပရိသတ်တို့ရောတရိษံတွေရဲ့ဒီလိုမြင့်မြတ်တဲ့စိတ်ထားအပေါ်ဘယ်လိုထင်ကြလဲအခုလိုစိတ်လှုပ်ရှားစရာကောင်းတဲ့တရိษံအကြောင်းအရာလေးတွေကိုသိချင်ရင်တော့ပေလေးကို follow လုပ်ထားဖို့မမေ့နဲ့ဦးအားလုံးကိုကျေးဇူးတင်ပါတယ်